အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပေါ့ပေါ့ဖြစ်စင်မဲ့ဗီဒီယိုလေးတစ်ခုကိုပြပြဖို့ရှိပါတယ်အဲ့ဒါတော့တခြားမဟုတ်ပါဘူးစတောဟန်ဖုန်းဝင်တူဖြစ်တဲ့ Chopper ရဲ့လူသိနေနေတဲ့ချက်လေးတွေပဲဖြစ်ပါတယ်နံပါတ်1တစ်ချက်ကတော့ Chopper လေးကစောဟတ်တွေအားလုံးကို Martical Chopper အမြဲတမ်းလို့လုပ်ပေးပါတယ်တော်တော်ကြမ်းမရှိတယ်ဆိုတာသိကြအောင်လုပ်ပါနံပါတ်2နဲ့ကတော့ Chopper လေးက Dwan Island ကနေထွက်လာပြီးတဲ့ဒေါက်တာကူရေဟာကိုသူခရီးစဉ်တလျှောက်ဖြစ်ခဲ့တဲ့မြအကြောင်းအရာတွေအားလုံးကိုအမြဲတမ်းစာရေးပို့ပါတယ်ဒေါက်တာကူရေဟာကတော့စာမပြန်ပေမဲ့ဖတ်တာကိုသိရင်ကျင်နေနေတဲ့သူလေးပါနံပါတ်3ကတော့ Chopper လေးရဲ့ပစ္စည်းအသစ်အဆန်းတွေကိုလေ့လာပြီးသူရဲ့စီးပညာကိုတိုးတက်အောင်လေ့ကျင့်ရတာကိုသဘောကျပါတယ်နံပါတ်4ကတော့သူရဲ့ Ramel Ball တွေကိုချိုးတဲ့အရာလေးတွေကိုရောထည့်တတ်ပါတယ်ဆေးကိုမျိုးချတဲ့အခါမှာလွယ်ကူအောင်လုပ်ပါနံပါတ်5ကတော့ Chopper လေးရဲ့စမ်းကြီးဟင်းချက်တိုင်းအနားနေကူလုပ်ပြီးအရာတာမီးစားပေးလေးရှိပါတယ်။အချို့ပွဲတွေလုပ်ရင်တော့စားကောင်းတဲ့အတွက်သူရဲ့ပျော်လို့ကားတဲ့အကလေးကနေကြပါ။နံပါတ်6ကတော့ Robin ကအမြဲတမ်းကြားလုံးလေးတွေစောင်းထားလေးရှိပါတယ်။ Chopper ကိုကြွေးဖို့ပါ။နံပါတ်9ကတော့ Chopper လေးရဲ့စောဟတ်တွေရဲ့ပခုံးပေါ်မှာနေရတာသဘောကျပါတယ်။သူအကြိုက်ဆုံးကတော့ Frankie ရဲ့ပခုံးမှာအခြေကြီးမလို့ပါ။ဒါမဲ့ဒီ logic ကတော့မြောက်မတားနဲ့တွေ့မှာပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။နံပါတ်10အနေနဲ့ကတော့ Chopper လေးက Innis Lobby မှာတွေ့ခဲ့တဲ့ဆိုကဲကင်းရဲ့လက်မှတ်ကိုမတရားဂုဏ်စွာနဲ့သူ့ခန်းထဲမှာချိတ်ဆွဲထားပါတယ်။နံပါတ်9ကတော့ Chopper လေးကခေါ်တွန်ကန်ဒီလေးတွေစားရတာသဘောကျပါတယ်။ခေါ်တွန်ကန်ဒီရတဲ့အချိုရတာရဲ့ဒေါက်တာဟီတီရူနဲ့အတူလုပ်ခဲ့တဲ့ဆာကူရာပန်းအိမ်အောင်လေးရဲ့ကိုအမတ်ရစေလို့ပါ။နံပါတ်10အနေနဲ့ကတော့ Chopper လေးကတော့ဘင်ကိုအဲ့ရဝင်ပုံမြင်ပြောခိုင်းပြီးတိတ်ခိုင်းလေးရှိပါတယ်။နံပါတ်7ကတော့ Chopper ကအချင်းအရသာပါတဲ့ချိုးချင်နေစားရတာမကြိုက်ပါဘူး။နံပါတ်7ကတော့ Chopper လေးကသူ့ရဲ့နှာခေါင်းအပြအကြောင်းအခြားလူတွေမေးတာပြောတာကိုသဘောမကျပါဘူး။သူ့မျိုးနွယ်လူတွေကတော့သူ့နှာခေါင်းအယောင်ကြောင့်ပြစ်ပယ်ထားခဲ့တာကိုအမတ်ရစေလို့ပါ။နံပါတ်73ကတော့ Chopper လေးမှာဒေချာစိုက်ပြိုးထားတဲ့ဆေးဘက်ဝဲဥယျာဉ်လေးတစ်ခုရှိပါတယ်။နောက်ဆုံးတစ်ခုကတော့ Chopper လေးကတချို့အချိန်တွေမှာအာယုံဆိုင်လို့ရအောင်တချင်းလေးကြီးနေလေးရှိပါတယ်။နောက်ဗီဒီယိုမှာဘယ်စောဟာအဖက်ဝင်ရဲ့လူသိနေတဲ့အချက်တွေကိုသိချင်လဲပြောခဲ့ပြကြပါကျွန်တော်ထိုင်လာတဲ့သူနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်